Hello အားလုံးမြင်ပါဗျကျွန်တော်နာမည်ကတော့တော်တော်ဦးဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုတော့တော်တော်ဦး blog လို့ပေးထားပါတယ်ဒီနေရာတွေကျွန်တော်တောင်းပန်ချင်တာကကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ထားရဆိုတော့အားလုံးကျေးဇူးတင်ပါတယ်တောင်းပါတယ်ပြောချင်တာကကျွန်တော်က YouTube ကိုအဓိက run နေရသူမဟုတ်ပါဘူးကျွန်တော်ကတော့ Facebook ကို run တာပါအဓိကတော့ YouTube တို့ Facebook တို့မှာပတ်စံရှာတဲ့သူမဟုတ်ဘူးလို့ပြောချင်တာပေါ့နော်ကျွန်တော် social media တွေပတ်စံရှာနေသူမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော် Facebook ကနေတော့ပတ်စံရပါတယ်ပေါ့နော်ကျွန်တော်ကကိုရီးယားနိုင်ငံကို EPS နဲ့လာလောက်ကန်ပြီးတော့ပိတ်ရက်တွေမှာခီးသွားဗီဒီယိုတွေကိုတင်ဆက်နေသူဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ကျွန်တော် page ကို subscribe လုပ်ပါကျွန်တော် channel လေး subscribe လုပ်ပါ Facebook မှာဆိုတော့ follower လုပ်သွားပါလို့ကျွန်တော်ပြောတာလည်းမရှိဘူးပြောမှလည်းမဟုတ်ပါဘူးเนาะနောက်ကျတော့မသိဘူးအခုချိန်ကြီးတော့ပြောတာမရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်က YouTube တို့ Facebook တို့ကနေပြီးတော့ဝင်ငွေရ Facebook ကနေဝင်ငွေရပြီနဲ့အဓိက internet online တွေငွေရှာနေသူမဟုတ်ပါဘူးအဲ့ဆိုတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်က YouTube ကိုအများအားသုံးနေသူမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်လိုချင်တာတွေလေ့လာချင်တာတွေရှိမှပဲ YouTube ကိုသုံးပြီးတော့လေ့လာလေးရှိတယ်ပေါ့နော်တစ်ခါတလေတစ်ခါလောက်မှပဲကျွန်တော် YouTube ကိုဗီဒီယိုတစ်ပုတ်လောက်တင်ပြတာပေါ့နော်အဲဆိုတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးတဲ့အားလုံးတောင်းပန်ပါတယ်ကျွန်တော်အချိန်ရရင်တော့ဘယ်လိုပဲ YouTube ကိုအားစိုက်ပေးပါမယ်ပေါ့နော်အခုတည်းချိန်ရှိတော့အားစိုက်ဖို့အစီအစဉ်မရှိသေးပါဘူးကျွန်တော် Facebook ကိုတော့အများအားသုံးလေးရှိပြီးတော့ Facebook ကိုအဓိကအားပြုပြီးသုံးတာပေါ့နော်အားပြုသုံးရတဲ့အကြောင်းရင်းကလည်း Facebook ကပတ်စံပေးနေဆိုတော့ Facebook ကိုအဓိကထားပြီးသုံးပြတဲ့အကြောင်းရင်းပေါ့နော်မြန်မာလူမျိုးတော်တော်များများကလည်းဒီ Facebook နဲ့ TikTok ကိုအများဆုံးသုံးကြတယ်ပေါ့နော်ကျွန်တော် TikTok မသုံးပါဘူးပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဒီ YouTube channel မှာဆိုရင်တော့ဗီဒီယိုတစ်လားတစ်ပုတ်လောက်တော့အများကြီးတင်ပြတယ်ပါတယ်တစ်လားတစ်ပုတ်ပေါ့နော် Facebook မှာဆိုတော့တစ်ပတ်ကို2ပုတ်လောက်တင်ပြပါတယ်အဲ့ဆိုတော့ဒီကနေဝန်ခံစရာရှိတာကတော့ကျွန်တော်အလုပ်တစ်ဖက်နဲ့ခီးသွားဗီဒီယိုတွေဖန်တီးနေတဲ့သူဖြစ်တဲ့ခါကျတော့အများတန်းတော့ YouTube ကိုအာရုံစိုက်နိုင်ပါဘူးလို့ကျွန်တော်2ခု3ခုလောက်ပဲအာရုံစိုက်နိုင်ပါကျွန်တော်အလုပ်ကိုလည်းအာရုံစိုက်ရတယ်ဝါသနာကိုလည်းအာရုံစိုက်ရတယ် online ကိုလည်းအာရုံစိုက်ရသေးတယ်စာကိုလည်းအာရုံစိုက်ရသေးတယ်ပေါ့နော်ကျွန်တော်အလုပ်တစ်ဖက်နဲ့ဗီဇာပြောင်းထားတဲ့ခါကျတော့ဒီအလုပ်ကလည်းမဖြစ်မနေလုပ်ရတယ်စာကလည်းမဖြစ်မနေလေ့လာရတယ်ဘာကြောင့်လဲဗီဇာပြောင်းမှုတော့ပေါ့နော်ခုနကဝါသနာရခီးသွားဗီဒီယိုတွေဖန်တီးတယ်ခီးသွားဗီဒီယိုတွေအများတန်းဖန်တီးရတယ်ကျမ်းမာရေးလုပ်ပြီးဆက်ရတယ်အဆရပါဗျာအဲ့ဆိုတော့ကျွန်တော်က Facebook ကိုအဓိက run နေသူဖြစ်ပါတယ် YouTube ကိုတော့နောက်ကျရင်အားဆိုင်အောင်ကြိုးစားပါမယ်ခုလက်ရှိတော့ကျွန်တော်လည်းကိုရီးယားနိုင်ငံမှာအလုပ်တစ်ဖက်နဲ့မနိုင်မနှင်းဖြစ်နေလို့ပါအလုပ်တွေစာတွေဝါသနာတွေနဲ့ကျမ်းမာရေးတွေနဲ့ပေါ့အားလုံးကျေးဇူးပါတယ်မြန်မာနိုင်ငံရေးအခြေအနေမှာဆက်ဆက်ရအားလုံးကြိုးစားကြပါလို့ကျွန်တော်ရဲ့ YouTube channel ကနေတိုက်တွန်းလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကြိုးစားပြီးတော့လည်းကျွန်တော် YouTube ကို run နိုင်အောင်မြန်မြန် run နိုင်အောင်ကြိုးစားပါမယ်